ကဒီကိုဝါသနာနဲ့အလုံးနဲ့ထပ်တူကြောက်ကြတယ်ဒါရမ်းခက်ခဲတယ်ကွာနောက်ပြီးတော့တနေ့လုံးထိုင်နေရတယ်ကွာထိုင်ပြီးဒီတလုံးကမှဒီဆောက်လေးနဲ့တုံနဲ့ထုနေရတဲ့ကိစ္စကြီးကဝါသနာပါဖို့ဆိုတာရမ်းခက်တယ်ဒီလူရောက်တရားလိုက်မေးကြီးမပါဘူးကွာစာရေးဆရာတွေကိုတို့နဲ့တည်တယ်အကြီးဆရာတွေရက်စင်းရကြတယ်ရက်စင်းရကြတယ်အဲ့တော့ဘာပဲဆိုငါတို့ကွာတဲ့မင်းဘုထုတော်မှာပတ်စံမြင်ရသေးတယ်ငါစာရေးဆရာတွေရှောင်းတွေ့ဥပလူငယ်တွေကစာသိမပတ်ကြတော့ဘူးလေနော်အခုနာမည်မင်းလားအခုရဒီလောက်ကိုဝါသနာပါတာတော့ငကိုလေးရပါတာပဲ1988ခုနှစ်မှာကိုကြီးကျောင်းနားလိုက်တယ်ပေါ့နော်ကျောင်းနားလိုက်ပြီးတာနဲ့အဲ့ဒါနဲ့ဒီဘဘူးလုပ်ငန်းတွေကိုစဝင်တာအဲ့88ခုနှစ်ကပဲစဝင်တာပဲငကိုလေးကလည်းဝါသနာပါတာနော်ပုံလေးတွေဆွဲတယ်နောက်အဲ့ဘဘူးထုတယ်အဲ့နောက်ကျတော့အဲ့ဘဘူးထုတာကိုပို့ပြီးတော့စိတ်ဝင်စားတော့ကဲကျောင်းထွက်တဲ့နောက်တော့ငါမထူးတော့ဘူးတခြားလုပ်တော့မလုပ်ချင်ဘူးဆိုတော့ကိုပိုင်လုပ်ကလေးလုပ်ချင်တယ်နောက်ဒီဘဘူးထုတာလည်းဝါသနာပါဆိုဝေးအဲ့ဘဘူးထုခဲ့တာတေသားဘူးကြတော့ तू ကမလူအပ်တာတွေကိုဖယ်လိုက်တာပေါ့အင်္ဂလိပ်ဘူးတက်တက်ရှိတယ်အင်္ဂလိပ်ဘူးကြတော့ तू ကမင်းလိုချင်တဲ့ဥစ္စာတွေသူပေါင်းတာ तू ကတော့အပေါင်းပြင်တာကိုကြီးကတော့အနှုတ်ပြင်တာဒီတတုံးကြီးတတုံးကနေပြီးတော့ငါတို့မလိုချင်တဲ့အသားတွေထည့်ထုတ်လိုက်ဒီထဲမှာလိုချင်တဲ့ဥစ္စာတွေကိုခြံထားခဲ့တာတို့အရင်ဆုံးစရွေလိုက်တဲ့တုံးကြီးကတော့တုံးချမ်းကြီးပေါ့ဘာမှမလုပ်ရသေးအဲ့တုံးချမ်းကြီးကိုမှကိုထုမဲ့ပုံရဲ့အနေအထားကိုအကျန်းတုံးပုံတဲ့အကျန်းပေါ့နော်ဒီပုံနေရဟိုမှာ4000တုံးခုတ်မှရမယ်ဆို4000တုံးပုံတရံငါတို့ခုတ်လိုက်ခုတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီပုံမှာ4000တုံးပုံတရံခုတ်ရမယ်ဆို4000တုံးပေါ့ကွာအမှတရိကန်ပုံဆိုလဲတရိကန်ပုံပေါ့နော်တချမ်းကုန်းဆိုလဲတချမ်းကုန်းပေါ့အဲ့လိုခုတ်ပြီးပြီဟေ့ဆိုတာနဲ့အဲ့ဒီပုံမှာကိုထုမဲ့ပုံရဲ့ဟိုရုပ်လုံးရဲ့ပုံစွဲရတာပေါ့ခဲနိုင်တဲ့တော်လကောင်းမြေဘူးနဲ့တော်လကောင်းပေါ့နော်တခုခုနဲ့အဲ့ဒါဆွဲမယ်ဆွဲပြီးပြီဆိုလို့ရှိရင်အဲ့ဆွဲထားပြီးလို့ဆိုလို့ရှိရင်အဲ့တုံးကိုငါတို့ကလွှတ်နေတယ်ထည့်မယ်ဒီဆွဲထားတဲ့အရာတွေလွှတ်နေထိပ်လို့ရှိရင်အဲ့လိုဖဲ့တယ်ပေါ့ကွာစောက်တင်နေဟိုနေ့ကလိုပေါ့စောက်တင်နေဖဲ့တယ်ထုတယ်အဲနောက်ဆုံးတော့ကိုလိုချင်တဲ့ပုံလေးတစ်ပုံထွက်တာပေါ့ကွာအကယ်ပုံလေးတစ်ပုံထွက်လာပြီဆိုလို့ရှိရင်ဒီပေါ်မှာအဲ့ဒါဟိုအချောတက်တာတို့ဘာလို့ကြတော့ဒီကော်ဘတ်တို့ဘာတို့အဲ့ဒါလေးရောအစင်းစင်းရှိတာပေါ့ညီလေးကဘဘူးဆိုတာတော့မြန်မာမှုရဲ့သူကပြရုပ်တစ်ခုပေါ့နော်တကဘာလုံးကလက်ခံတာပေါ့ခုကြလို့ရှိရင်သူကနေပညာတွေတိုးတက်လာတဲ့ခါကျတော့ဆက်တွေနဲ့လို့ရတာအများကြီးရှိတယ်ဒါပေမဲ့ကဘာတကယ်နှစ်သက်တာကအဲ့မကြိုက်ဘူးသူဟမိတ်လက်နဲ့လုပ်တဲ့ခါပေါ့နော်ဒါတွေကိုအဓိကထားတန်ဖိုးထားတယ်သူဆက်ဆိုတာကတော့သူကသူ့မှာဒီခဏပေါ့လို့ပေါ့ကွန်ပျူတာမှာရှိနေတဲ့အတိုင်းသူကသွားနေပါကျွန်တော်တို့ဘဘူးကြတော့ခါကျတော့လက်နဲ့လုပ်တာကြတော့ညာကိုရင်ကွန်းသလိုပုံစံတွေကပေါ့နော်ကိုလူကြောက်ပုံစံထွက်တာပေါ့တခါတည်းကြောက်လို့ရှိရင် तू ကမိသွားတဲ့အယုတ်လေးဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်တမိုးထားရင်မြောင်းညွန်တော့ဒီငယ်တွေကတော့ဟိုအရေးကြီးတာတော့ဒီပညာပေါ့ဒီပညာလေ့လာရမှာပေါ့ကိုယ့်တဲ့တော်တဲ့လူဆိုလို့ဆရာတင်ရမှာပေါ့နော်လူငယ်တွေနေနဲ့ तू ကစိတ်ဝင်စားဘူးဆိုတာကပညာကတမန်ကိစ္စတခုလိုလွယ်လွယ်နဲ့မတက်ဘူးလေသူတို့ကလှုပ်ချင်တဲ့စိတ်တည်းရှိမှာတက်ချင်တဲ့စိတ်တည်းရှိမှာအခုကျတော့နေ့စဉ်ဟိုငွေရဥမာဒီမှာကပညာသင်တဲ့လူတောင်းချီမပေးနိုင်ဘူးလေဈေးစကားပဲပေးနိုင်ပါဘူးแต่သူတို့မှာခက်ရတဲ့ငွေကြီးတကယ်ပြတာရှိတဲ့ခါကျတော့ဘယ်ကူရတဲ့ဟာပဲလုပ်ကြတယ်ဒီဘက်ကိုစိတ်ဝင်လာတော့ဦးလေးတို့ဒီခုနကဘလို့ပေါ့သောက်ဖို့နေကြီးအခြေအနေရလူတွေကအချိန်မပေးနိုင်တော့ဘူးကြားလေသူကရှားပေါက်လေးဖြစ်သွားမှာပေါ့ခုတော့မှရှားနေပြီဆိုင်တဲ့စိတ်မရှိတော့ဘူးဘဘူးဆိုင်တွေကလက်ဖေးဆိုင်နေရာတွေဖြစ်သွားပြီတချို့ဘဘူးဆိုင်တွေကဘီယာဆိုင်တွေဖြစ်သွားပြီအားလေးရလူကဒီကိုဝါသနာနဲ့အလုံးနဲ့ထပ်တူကြောက်ကြတယ်ဒါရမ်းခက်ခဲတယ်ကွာနောက်ပြီးတော့တနေ့လုံးထိုင်နေရတယ်ကွာ
ထိုင်မင်းဒီတေတုံးကြီးပေါ်မှာဒီဆောက်လေးနဲ့တုတ်နဲ့ထုနေရတဲ့ကိစ္စကြီးကဝါသနာပါဖို့ဆိုတာအရန်ခက်တယ်ညီလူအယောက်တရာလိုက်မေးကြည့်မပါဘူးကွာစာရေးဆရာတွေအပွေးတို့နဲ့တည်တဲ့ပကြီးဆရာတွေအရန်ဆင်းရဲကြတယ်အဲ့တော့ဘာပြောဆိုငါတို့ကွာတဲ့မင်းဘုထုတာမှာပတ်စံမြင်ရသေးတယ်ငါတို့စာရေးဆရာတွေရောမလွယ်ဘူးကွာလူငယ်တွေကအခုစာသိမ့်မဖတ်ကြတော့ဘူးတဲ့နော်ဟွာနှစ်စစ်ကိုဒိတ်ခံမှာပုံနဲ့ဟုတ်ကဲ့နှစ်စစ်ကိုဒိတ်ခံကိုရနေရတယ်ကိုရနေပြီအညောင်းမိတာဘာညာဖြူလာဆိုအခုတနေ့လုံးထိုင်နေတယ်ပြန်တော့စပိန်နေတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အခုတော့စားထိုင်နေရဒီလိုကြီးအသေးကြီးထိုင်နေရမဟုတ်ဘူးလေခြေထောက်ကအလုတ်နေတာဒီပုံဟိုဘက်ကညှက်လိုက်ဒီဘက်ကညှက်လိုက်ထလိုက်လက်ဖက်ရည်တောက်လိုက်ရင်သွေးတောက်လိုက်ပြန်ထိုင်လိုက်လုပ်နေတဲ့အခါကျတော့တကယ်တော့လူတွေကထင်တာတစ်ချိန်လုံးထိုင်တာမင်းတို့အညောင်းမမိလားမမိပါဘူးဘုလို့ဒီဘုထုနေတဲ့မှာလက်နှစ်ဖက်ရှိတာပေါ့ဒါကိုလုံကျန်းသမားလို့ခေါ်တာပေါ့ဒါတော့ပညာရှင်လက်ပေါ့နော်သူကဟိုလက်ရိုက်ကြိုင်ပြီးတော့ထုရတဲ့အမျိုးဆိုတော့သူ့ကိုပြီးတော့လုံကျန်းသမားလို့ခေါ်တာပေါ့ဒီဘက်လက်ကတော့ပညာရှင်လက်ပေါ့ဆန္ဒမင်းဆန္ဒပြောလို့ပဲဟိုစောက်သွားလေးနဲ့ပဲဟဲ့လားဒီစောက်လေးကမျက်လုံးလေးတွေလုံမယ်ပန်းကက်ကလေးတွေထိုးမယ်အလှပလေးတွေဘာလေးဆိုတော့ဒီစောက်သွားလေးနဲ့ဆန္ဒညီပြောတဲ့ဥစ္စာကိုအမိတက်မဆိုရင်ရတယ်တက်လို့ရတယ်နော်ဒီစောက်သွားပွားမိနဲ့ရတယ်တက်လို့ရတယ်ကျွန်တော်တို့ထားတာလာမယ်ဆိုတော့သိနေတယ်ကျွန်တော်စောင့်။အော်ပြောချင်တာအကိုကြီးရဲ့ဆရာကသူ့အဖေပြောချင်တာ तू ကသူ့အဖေရဲ့သွေးပါတယ်လို့ပြောရမယ်။လက်ရှိကတော့ဟိုသူ့တာမျောလင်းနေဆိုတော့အများကြီးမျောလင်းထားလို့ရတယ်ဘာဆိုတော့ဟိုတော့တယ်ဒီကောင်လေးကလေ။အဲ့ဒါကိုလို့ငါတို့ကမျိုးအလိုက်လောက်တာခါကျငါခလေးဘွားတွေကပဲငါဘာစားတာငါအဖေရဲ့အကူအကြီးဆုံးကစားဘာဖြစ်လို့ဆိုတော့ငါသူ့လက်ပေါ်မှာကြီးလာလို့ပြီးတော့ငါဘာချင်ငါတင်ပြီးတော့ဒီမှာငါလောက်တဲ့ခါကျဒါငါဦးလေးပေါ့ကွာငါဦးလေးတွေငါဖေတွေငါတမျိုးတော့ငါဆရာတွေကြီးပဲပေါ့အဲ့လိုဝင်နေတယ်ငါပြီးလို့ရှင်တော့ငါလည်းနောက်ကိုလှည့်ကြည့်တာငါနောက်မျိုးဆက်ကတိတ်မရှိတော့ဘူးငါနောက်ဆုံးမှလည်းမသိပါဘူးဒီမိုလေးကိုအထုံးရှိဖို့တော့ကွာကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့လောက်တော့ကြိုးစားပြီးတော့လုပ်မှာပဲဒီထက်ပိုပြီးတော့ကောင်းလာအောင်ပေါ့ဒီထက်လည်းနည်းနည်းလေးပိုပြီးတော့လေးနဲ့တဲ့အရာတွေစဉ်းစားကြတော့တပြေးပြေးဒီပညာရေးမှာတော့ကွာအများကြီးရှိတာငါဒီကိုလည်းကိုစွမ်းတဲ့လောက်တော့လုံးပေးရတော့ကွာတို့အဖေတွေအဘတွေဓာတ်ထပ်ပြီးတော့ငါတို့အလှည့်ကြတော့လဲဒီထက်ကောင်းအောင်လို့နီးစနစ်တွေရစားငါတို့ပြောင်းပြီးတော့လုပ်ကြရတော့ညီလေးဟုတ်တယ်ဒီကုန်းလေး2ရက်လောက်ရနေတယ်ဒီကျူပါပြီးပြီလေနောက်တစ်ရက်လာရင်ငါဒီပုံပြီးပြီအဲဒီမရတော့ရအမရှင်းပြအောင်အလုံးယုံကြီးတွေတကယ်တော့ပြန်ပေါ်လာဖို့လိုအပ်တယ်။လုံးယုံနေမရှိတော့တဲ့ဟိုအနေထားဟာဘာဖြစ်လာလဲဆိုတော့ဘယ်လိုဒီဘုံဟိုဆရာတွေနဲပါလာတဲ့အနေထားဖြစ်လာတာပေါ့။အခုဘုံယုံကြီးတွေမရှိတော့တဲ့ပြဿနာကလည်းအခုတို့ဒီမျိုးသက်ကိုဟိုပြတ်တယ်လို့ဖြစ်နေတာ။ဒါပဲဆိုလို့ရှိရင်ဒါဘာပဲဖြစ်ဖြစ်အခုတို့ကျေးဇူးတင်ရမယ်။သူရွာကြီးတရားလုံးကိုအဲ့မှာရှိတဲ့ဒါဆရာကြီးတွေပေါ့နော်ဘာပဲဖြစ်သူတို့ဟိုထိမ့်သိမ့်ပေးထားတယ်ကွာအဲ့နေရာလေးကရှင်းဆက်ဖြစ်မဲ့လာရဘယ်လိုဖြစ်လာနိုင်လဲဆိုတော့တမိုးထားတဲ့လူကအရန်နဲလာတယ်ကိုလက်စင်ကမ်းမဲ့လူကကွာဆိုကြလို့ကိုကမ်းကျင်တယ်ဒါမဲ့ဘယ်သူကမ်းရမှမသိဘူးကွာအကိုကြီးတင်တယ်အခုဒါပြောမယ်ဆိုရင်အကိုတို့ဘဘုံမှမဟုတ်ဘူးနော်ဒီရိုးရာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတော်တော်များများကလေတဖြည်းဖြည်းနဲ့တော့နော်တဖြည်းဖြည်းဝေးပဲအဲ့လိုလေးတော့မြင်မိတယ်